စာဗီယာလိုတကယ်ကျန်းတဲ့ဖိုက်တာနဲ့ရုတ်တရက်ပွဲတဲ့ချင်းခံရတဲ့ပတ်ထထောင်ကင်းတွေးလင်းထက်ကတော့ဒီကနေ့မှာသူ့အနေနဲ့ပွဲထိုးရပြီဖြစ်ကြောင်းပရိသတ်ကို surprise ချပြလာခဲ့ပါတယ်။တွေးလင်းထက်အနေနဲ့ One Championship ပွဲဥထက်မှာ3ပွဲဆက်အနိုင်ရကဘောနက်တွေရရှိခဲ့ပေမဲ့နောက်ထပ်3ပွဲဆက်ဇက်တိုက်ရှုံးထားတာကြောင့်ဒီတစ်ပွဲမှာရလက်ကောင်ပိုင်ဆိုင်ရဖို့လိုအပ်လို့နေပါတယ်။တွေ့ဘူးသမျှဖိုက်တာတွေထဲမှာလည်းထိုင်းဖိုက်တာတွေနဲ့သာတွေ့ဘူးခဲ့ပြီးအလဲထုံနိုင်တဲ့ပွဲတွေလောက်သာတွေးလင်းထက်အနေနဲ့နိုင်ထားတာဖြစ်ပါတယ်။ဒိုင်ဆုံးပြတ်တဲ့ပွဲတိုင်းမှာတော့ထိုင်းချန်ပီယံရှစ်ကသူတို့ဖိုက်တာတွေကိုပဲအနိုင်ပေးထားတာကိုတွေ့ရပါတယ်။ဒါကြောင့်ထိုင်းဖိုက်တာတွေနဲ့ထိုးရတဲ့ဘယ်ဖိုက်တာမဆိုအလဲထုံနိုင်မှသာတော်ကာကြမှာဖြစ်ကအဆုံးဖြတ်ရောက်သွားရင်တော့အော်တိုလူရလက်ကိုပိုင်ဆိုင်ရမယ့်အကြောင်းသိလို့နေကြပါပြီ။ဒါပေမဲ့ဒီတစ်ခါမှာတော့တွေးလင်းထက်အနေနဲ့ထိုင်းဖိုက်တာမဟုတ်တော့ပဲစပိန်သားလေးဆာဗီယာနဲ့ One Friday Fight 170မှာရှင်ပြိုင်သွားရတော့မှာပါ။ဆာဗီယာလည်း6ပွဲကစား3ပွဲနိုင်3ပွဲရှုံးရလက်ဆိုပေမဲ့နောက်ဆုံး2ပွဲကိုပထမချီဝေမှာပဲအလဲထိုးဘောနဲ့ယူပြထားကသူ့ရဲ့စွမ်းဆောင်ရည်အမြင့်ဆုံးချိန်ကိုရောက်နေတယ်လို့ဆိုရမှာပါ။တစ်ဖက်ကတွေးလင်းထက်ကလည်း6ပွဲကစားထားပြီး3ပွဲနိုင်3ပွဲရှုံးရလက်ဆိုပေမဲ့နောက်ဆုံး3ပွဲဆက်တိုက်ရှုံးထားတာဖြစ်ပါတယ်။ဆာဗီယာကတကယ်ကိုကျန်းတဲ့ဖိုက်တာလေးဖြစ်ကဒီတစ်ပွဲဟာလည်းတွေးလင်းထက်အတွက်တကယ်ကိုမလွယ်ကူတဲ့ပွဲတစ်ပွဲဖြစ်လာအောင်ပါ။တွေးလင်းထက်ကတော့သူ့ရဲ့ Facebook ကောက်မှာကျန်းမယ်ဆိုပြီးတင်ထားပေမဲ့တစ်ဖက်ပြိုင်မဲ့ဖိုက်တာကပဲကျန်းသွားလိမ့်မယ်ဆိုပြီးမှတ်ချက်တွေပေးခံနေရပါတယ်။နောက်ပြီးပွဲတိုင်းလိုသုံးလေးရှိတဲ့သူ့ရဲ့ပတ်ရက်တောင်ရိုက်တဲ့အကျင့်ကိုလည်းပြိုင်ဘက်တွေကသိနေပြီးမို့ခဏမသုံးဖို့အကြံပေးနေကြတာပါ။အရင်ကတော့တွေးလင်းထက်ကပတ်ရက်တောင်နဲ့လှလှပပပွဲသိမ်းပြခဲ့ပေမဲ့ဒီအကွက်ဟာနောက်ပိုင်းမှာသုံးဝင်တော့ပါဘူး။မြန်မာဖိုက်တာလေးတွေအနေနဲ့အခုဆိုရှုံးပွဲတွေဆက်နေကြလို့တွေးလင်းထက်ကိုရလက်ကောင်ရအောင်ကြိုးစားဖို့တိုက်တွန်းနေကြပါတယ်။ပရိသတ်တို့အနေနဲ့ရောတွေးလင်းထက်နဲ့ဆာဗီယာတို့နှစ်ယောက်ဘယ်သူကပိုချမ်းပြီးပွဲကိုနိုင်ရသွားမယ်လို့ထင်လဲဆိုတာပြောခဲ့ကြအောင်နော်။